တောတာရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လင်းထက်ပါဒီနေ့မှာတော့ထောင်မူကြီးသိန်းဝင်းရဲ့ဇတ်လန်းလေးတွေတင်ဆက်ပေးပါအောင်ဆိုပြီးတောင်းဆိုလာတဲ့ဒီထောင်မူကြီးသိန်းဝင်းရဲ့ပရိသတ်တွေအတွက်ထောင်မူကြီးသိန်းဝင်းရေးသားထားတဲ့ဘဝသင်ခန်းစာပေးဇတ်လန်းလေးတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးထားပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အတူတူခန်းစားနားဆင်ကြည့်အောင်ပါခင်ဗျာပသိမ်ထောင်ကိုအင်္ဂလိပ်လက်ထက်ကစောက်လုပ်ခဲ့တာဖြစ်တဲ့အတွက်နှစ်ပေါင်း100ခန့်သက်တမ်းရှိပြီဖြစ်ပါတယ်စစ်တွေထောင်ကိုတော့1826အင်္ဂလိပ်မြန်မာပထမစစ်ပွဲအပြီးစောက်လုပ်ခဲ့တာဖြစ်တဲ့အတွက်မြန်မာပြည်မှာအင်္ဂလိပ်စောက်လုပ်တဲ့ရှေးဦးဆုံးထောင်လို့အဆိုရှိပါတယ်ပသိမ်ထောင်မှာလည်းရှေးထောင်ဟောင်းကြီးဖြစ်လို့စစ်တွေထောင်နဲ့သက်တမ်းသိပ်กว่าမယ်လို့တော့မထင်ပါဒါပေမဲ့ပသိမ်ထောင်ကစစ်တွေထောင်ထက်အကွက်အကွင်းစနစ်ကျတယ်လို့ဆိုနိုင်ပါတယ်ပသိမ်ထောင်က4000ဆက်ဆက်ပုံစံရှိတယ်ထောင်ရှိဘက်ဝင်မောက်မှာဈေးကြောင်းလမ်းကိုမျက်နှာမူထားပြီးမယန်းချိုလမ်းနဲ့ပြီးတော့သာလမ်းကြား၌ထောင်ကြီးတည်ရှိပါတယ်။မျောစင်းများအနေဖြင့်လည်းထောင်အရှိအမျိုးသမီးဆောင်အနီး၌1မျောစင်းမယန်းချိုလမ်း၌2မျောစင်းနှင့်3မျောစင်းထောင်အနောက်ဘက်၌4မျောစင်း5မျောစင်းနှင့်6မျောစင်းတို့ရှိကြပါတယ်။ထောင်ဖွဲ့စည်းပုံကအတော်စနစ်ကျပါတယ်။ဈေးကြောင်းလမ်းဘက်မှာထောင်ဘူးဝတကားမကြီးရှိပြီးအပေါ်တက်မှာထောင်မိုင်အိမ်နဲ့ကမ်းမကြီးထောင်တွင်းဝင်လိုက်တာနဲ့လက်ရာဘက်မှာလက်သမားအလုပ်ယုံရိခါကိုတောင်အစာဆက်ယုံနဲ့စက်ပြင်ကိုတောင်တွေရှိပါတယ်။အနောက်ဘက်အလုပ်ယုံဝင်းထဲမှာတော့အလုပ်ယုံအမှတ်1 2 3နဲ့မီးဆက်ရှိပါတယ်။မင်းကြီးအဝင်လန်းကိုလည်းတကားမကြီးအဝင်လန်းနဲ့ဆက်သွယ်ဖောက်လုပ်ထားပါတယ်။တကားမကြီးလန်းလက်ဝဲဘက်မှာဖိုးကြီးနဲ့မီးဆက်အလဲမင်းကြီးကိုပတ်ဝိုင်းထားပါတယ်။1အဆောင်2အဆောင်3အဆောင်နဲ့ဂေါ်ရာဆောင်4အဆောင်နဲ့ကုံညန်းကိုတောင်နှလုံးရှိပါတယ်။အုတ်ရိုးအတွင်းတစ်မျောစင်အနီးမှာအမျိုးသမီးတစ်ထပ်ဆောင်နဲ့ဒီနှစ်ထပ်ဆောင်တိုက်ခန်းများရှိပါတယ်။ဖျားစီဒီကလေးလည်းရှိပါတယ်။ဘင်းကြီးကနေဆက်လာရင်လေးတကားကိုကြော်ပြီးတာနဲ့နှစ်ထပ်ထောင်ဆေးရုံရင်ခွဲတိုက်ခန်းများတီးတန့်တိုက်ခန်းများနဲ့ကျိုးစင်ရှိပါတယ်။ထောင်ရဲ့အစွန်ဆုံးဖြစ်၍ကြောင်ကြပါတယ်။ဒါကြောင့်လုံခြုံရေးအရာ3မျောစင်နဲ့4မျောစင်ကိုအနီးကပ်ထားခြင်းဖြစ်ပါတယ်။ထောင်အပြင်မှာလမ်းနဲ့ရက်ွက်များဖြစ်ပြီးထောင်အုပ်ရိုးမဲမဲကြီးကကာယံထားတဲ့အတွက်အတွင်းနဲ့အပြင်မှာကဘာချားသွားတော့တယ်။ပြီးတော့သာလမ်းဘက်၌6မျောစင်သာရှိပါတယ်။အလုတ်ချိန်၌သာလူရှိပြီးထောင်ပိတ်ချိန်မှာအလုတ်ယုံဝင်းတကားများကိုတော့ခတ်ထားတဲ့အတွက်လူမရှိပါဘူး။အဆောင်အနေထားလည်းမရှိပါဘူး။ကျွန်ုပ်တို့ထောင်အလုတ်မှာဘန်မှာငွေဝင်ထွက်ပေါင်းပြီးမှဘန်ပိတ်နိုင်တယ်လို့ပဲနေ့စဉ်လူဝင်ထွက်ပေါင်းနှုတ်ပြီးမှထောင်ပိတ်ရလေရှိပါတယ်။အားနဲ့ချက်ကအချုပ်သားအကျဉ်းသားကိုသာတတိထားတဲ့အတွက်ဝန်ထမ်းပိုင်းအဝင်အထွက်ကိုမေ့လျော့နေတဲ့ခြင်းဖြစ်ပါတယ်။အလုတ်ကြီးဘက်သို့အကျဉ်းသားများအဝင်အထွက်ကိုစန္နာဂိတ်လို့ခေါ်တဲ့ဂိတ်ဆောင်ကနေအတိအကျအဝင်အထွက်ကိုစီစစ်တတ်ပါတယ်။ဝန်ထမ်းများအနေဖြင့်တော့အလုတ်ဘက်အမြဲဆင်းတဲ့ဘုတ်ကိုင်နှင့်ညီးပြဆရာတွေအရာရှိများကိုသာအလေးပေးဂရုထားပါတယ်။အဆောင်နဲ့အခြားနေရာများကနေဝင်ထွက်တတ်တဲ့ဝန်ထမ်းများကတော့ယာယီအဝင်ထွက်သာရှိတတ်တဲ့အတွက်အလေးပေးဂရုစိုက်ခြင်းနှဲပါတတ်ပါတယ်။ဘောင်လာငင်းကနာမည်နဲ့လိုက်အောင်အေးအေးငင်းငင်းနေတတ်ပြီးချောမောသူတယောက်လည်းဖြစ်ပါတယ်။မိဘများကလယ်သမားတွေဖြစ်ကြပြီးမိသားစုများတဲ့အတွက်မောင်လာငင်းကကိုရန်အောင်နာနဲ့ရင်မောင်းတင်နှန်းတက်ပြီးအကျဉ်းဌာနသို့ဝင်ရောက်ကမော်တော်ရင်မောင်းသမားဒရိုင်မာဖြစ်လာတဲ့သူလည်းဖြစ်ပါတယ်။ပထမထောင်ရိပ်ခါဌာနမှာရင်မောင်းလုပ်တယ်။အကျဉ်းစာရိတ္တကောင်းပြီးမွန်ရီသူဖြစ်၍လူတကာကသူ့ကိုချစ်ခင်ကြပါတယ်။လူငယ်ဖြစ်ပေမဲ့လည်းကောင်းမောင်းရာမှာညင်သားတယ်ကျွမ်းလဲကျွမ်းကျင်တယ်ဒါကြောင့်ထောင်ပိုင်ကြီးကသဘောကျပြီးထောင်ပိုင်ကြီးစီးတဲ့မာစတာချစ်ကိုမောင်းခိုင်းပါတယ်။ဒါကြောင့်မောင်လာငင်းကထောင်ပိုင်ကြီးရဲ့ကားဒရိုင်မာဘဝရောက်ရတော့တာပေါ့။မောင်လာငင်းကသူ့မောင်းတဲ့ကားကိုအလွန်ယူသေးပါတယ်။ကားဘော်ဒီအတွင်းပြင်သာမကကားဘိန်း၄ဘိန်းစလုံးကိုလည်းရေဆေးအချောက်ခံပြီးဖနှက်တိုက်ဆေးနဲ့နက်ပြောင်နေအောင်တိုက်တက်တယ်။ဒါကြောင့်ထောင်ပိုင်ကြီးကအလွန်သဘောကျတယ်။မကြာခဏလဲဘောက်ဆူးလို့ခေါ်တဲ့မုံမိုးကိုပြီးတက်သေးတယ်။ထောင်ပိုင်ကြီးမှာကဇနီးနဲ့သမီးတဦးသာရှိပါတယ်။သမီးကမတ်လှဖြူဖြစ်ပြီးကိုတန်းကျောင်းသူဖြစ်ပါတယ်။ထောင်ပိုင်ကြီးကကားအသုံးနေတယ်။ရန်ကုန်ရုံးချုပ်အစည်းအဝေးနဲ့ပသိမ်မြို့တွင်အစည်းအဝေးပွဲများလောက်သာကားကိုအသုံးပြုတတ်တယ်။ဆိုရရင်တော့နှစ်ပတ်တစ်ခါခန့်လောက်သာဖြစ်ပါတယ်။အေးစဉ်ကားအသုံးပြုနေသူများကတော့ထောင်ပိုင်ကြီးကတော်နဲ့သူ့ရဲ့သမီးသာဖြစ်ပါတယ်။ထောင်ပိုင်ကြီးကတော်ကမနဲ့ညက်နေဈေးသွားတယ်။သမီးကမနဲ့ကျောင်းညက်နေကျူရှင်ဖြစ်ပါတယ်။မောင်လာငိမ့်မှာမိသားစုအချိန်ကြီးကကိုတန်းအောင်နာနဲ့ကျောင်းထွက်လိုက်ရပေမဲ့စာအလွန်တော်တဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်လဲမက်လာဖြူမသိတဲ့နားမလဲသဘောမပေါက်တဲ့ဘာသာရက်တွေကိုရှင်းလင်းပြတတ်တယ်။ဒါကြောင့်မက်လာဖြူစာတော်လာသလိုမောင်လာငိမ့်ကိုလည်းအကိုကြီးတဦးအနေနဲ့ခင်မင်တွေ့တာလာပါတယ်။ကျောင်းကျူကျောင်းပို့လှုပ်ရင်းမောင်လာငိမ့်ကတင် जा ပြသပေးခြင်းသာဖြစ်ပါတယ်
ထောင်မိုင်ကြီးအိမ်ပေါ်မှာစပွဲဝိုင်းချပြီးစနစ်တကျတင်ကြားပေးတဲ့အခြေအနေတော့မဟုတ်ပါဘူးမနက်9 နာရီမှာမလှဖြူကိုအထက်တန်းကျောင်းကိုပို့ရတယ်ညနေ3 နာရီခွဲလောက်မှာကျောင်းပြန်ကြိုပြီးညနေ9 နာရီမှာကျူရှင်ပို့ရတယ်ကျူရှင်မှာည9 နာရီမှပြီးတယ်အပြန်လန်းကမှောင်ပြီးဖြစ်တယ်မလှဖြူက9 တန်းကျောင်းသူအသက်16 နှစ်ကျော်ရုံသာဖြစ်တော်လဲဖွင့်ထွားတယ်ရခိုင်အနွယ်များဖြစ်လို့ရင်ကြီးပြီးကြော်ရှင်းလှပါတယ်တနေ့ညနေဆောင်မှာဖြစ်ပါတယ်မလှဖြူအားကျူရှင်ကြိုပြီးထောင်အိမ်တို့ပြန်လာစဉ်မလှဖြူကမောင်လာငင်းအားတိုင်နေအကိုကြီးလှဝေတို့အုပ်စုညီမကိုစာအတင်းလိုက်ပေးတယ်ညီမဘယ်လိုလုပ်ရမလဲဘဲကလှဝေလဲညီမဟိုရေလုံငန်းပိုင်ရှင်တထေးဦးလာကျော်ရဲ့သားလေညီမတို့ကျူရှင်ကပဲသူက9 တန်းမှာတဖုံဖုံကြနေတာညီမလိန်မာသုံးပြီးနေပေါ့ကွယ်အပြိုရွယ်လူပြိုရွယ်စာပေးတာတော့မဆန်းပါဘူးလွန်ကဲလာရင်တော့ဆရာကိုတိုင်ပေါ့သူတို့ကအုပ်စုနဲ့အကိုရဲ့စာပေးတာရိုးရိုးပေးတာမဟုတ်ဘူးလက်ဆွဲပြီးအတင်းမယူမချင်းပေးတာဒါဆိုထောင်မိုင်ကြီးကိုတရင်ပိုးရတော့မယ်ထင်တယ်မလုံနဲ့အောင်ကိုအဖေဖေကသဘောကောင်းပေမဲ့လူပြောင်းစိတ်တို့ဒေါသကြီးတော့နေဒါဆိုဒီလိုပဲငြိမ်ခံနေရမှာလားညီမရဲ့နောက်ဆိုအကိုចောင်းပေါ်ဝါထီလာကြုံမယ်ဟုတ်ကဲ့ကိုနောက်တနေ့ညနေကျူရှင်ပို့တော့မောင်လှငင်းကမက်လာဖြူအားကျောင်းကန်းထဲအထိလိုက်ပို့တယ်ကျောင်းပေါ်ဝါမှာစောင့်နေကြတဲ့တထေးသားလှဝေတို့အုပ်စုကတော့မောင်လှငင်းကိုစကြနောက်ကြပြောင်ရတယ်ဒါပေါ့ကွာအိမ်ဆောင်ခွေးကိုရင်တော်တက်မှုကလေးဆိုတာဘဲကတက်မှုကလေးမှလဲကွာအိမ်ဆောင်ခွေးဒရိုင်မာပါကွာအဖက်လို့เสียမလိုပါဘူးတနည်းပြောရရင်ထောင်မိုင်ကြီးအိမ်ကအခိုင်းစီကျွန်းပါကွာမောင်လာငင်းငင်ခံနေပါတယ်သူကထောင်ရာရှိကြီးရဲ့လက်အောက်ငယ်သားယူနီဖောင်းဝတ်ဝန်ထမ်းဖြစ်ပါတယ်ကြီးကျွန်တော့မဟုတ်ပါဘူးမိဘကိုလှုပ်ကြွေးနေတဲ့သူသားဖြစ်ပါတယ်အစိုးရဝန်ထမ်းယူနီဖောင်းဝတ်တပ်သားဖြစ်လို့အစင့်စင့်လေးစားပြီးစီကံရှိသူသားဖြစ်ပါတယ်ဒါကြောင့်သူမကြားကျင်အောင်ဆောင်ပြီးတီးခံလိုက်ပါတယ်ရခင်လေးများကမလှဖြူကိုကျူရှင်ပို့ပြီးတာနဲ့ထောင်တို့ပြန်နေကြယနေ့တော့မပြန်သေးပဲကားပေါ်ကိုတက်ထိုင်ပြီးစောင့်ကြည့်နေတော့တယ်လှဝေတို့အုပ်စုမကြားဝင်မနာသားစကားများပြောနေကြပြီးမောင်လာငိမ့်ကိုရန်ဆကြတယ်ကျူရှင်တက်မှမောင်လာငိမ့်ထောင်တို့ပြန်ခဲ့တယ်အပြန်လမ်းမှာကားမောင်းလာရင်လူငယ်ပြီးအန်တကြိတ်ကြိတ်နဲ့ခံပြင်းလာခဲ့တယ်ဒါပေမဲ့လှဝေတို့အုပ်စုမှာတထေးသားများဖြစ်ကြပြီးအုပ်စုလည်းတောင်းတဲ့အတွက်မောင်လာငိမ့်စိတ်ကိုလျှော့လိုက်ရတယ်ည9 နာရီကြိုပြန်တော့ပိုဆိုးလာတော့တယ်မလှဖြူကိုလှဝေတို့အုပ်စုကကြောင်းခန်းမအပြင်မှောင်ရိပ်ရောက်တာနဲ့ဆွဲလာရန်လာလှုပ်လာကြတယ်မောင်လာငိမ့်အပြေးသွားစဉ်မှာမလှဖြူကအကူလှုပ်ပါအောင်အေးလာပြီညီမဒီမညီလေးတို့လူကြီးလူကောင်သားသမီးတွေပဲကွာဒီလိုမိန်းကလေးတယောက်ကိုစော်ကားတာတော့မကောင်းပါဘူးနောက်ပြီးမလှဖြူကထောင်မိုင်ကြီးသမီးပါအမှုအခင်းတွေဖြစ်ကြရင်မကောင်းပါဘူးကွာခမရကဘာကောင်မို့လဲအေးစစ်စစ်ဘေးဖယ်နေပါဒါကျုပ်တို့လူငယ်တွေကိစ္စအဗျလူငယ်တွေကိစ္စကိုအခုနားလဲပါတယ်ဒါပေမဲ့အခုဟာကညီလေးတို့ကမိန်းကလေးတယောက်ကိုအုပ်စုနဲ့အနိုင်ကျင့်စော်ကားသလိုဖြစ်နေတယ်အကိုတောင်းပန်ပါတယ်ညီလေးတို့ရကိုယ့်အိမ်ကိုအေးစစ်စစ်ပြန်ကြပါမပြန်တော့ခမရကဘာလုပ်ချင်တယ်လဲကဲလာကြစမ်းကွာအိမ်ဆောင်ခွေးဒရိုင်မာကိုပညာပေးလိုက်ကြရအောင်လွယ်အိမ်များထဲမှာမောင်းပြန်သားများကိုထုတ်ပြီးဖွင့်လိုက်ကြတယ်အကိုသတိထားနော်မလှဖြူရဲ့စိုးရင်တကြီးသတိပေးတယ်ရတယ်ညီမအဝေးဝေးမှာသွားနေကဲတောင်းပန်လို့မှမရတော့ယောက်ျားပဲရင်ဆိုင်ရတော့မှာပေါ့ငါကတယောက်တည်းလက်နဲ့မပါဘူးမင်းတို့က3 ယောက်လက်နဲ့ကိုစီနဲ့တေကျင်တဲ့ကောင်အရင်ဝင်လာခဲ့တော့ကွာမောင်လာငင်းကခြေဝင်ကိုခင်း၍အကွက်ချလိုက်တယ်သူကလည်းပေါ်သေးသေးမဟုတ်ငပူတော်မြို့နယ်မှာရှမ်းတိုင်းဆရာကြီးဦးရန်ဝေရဲ့လက်ရင်းတပည့်တူလည်းဖြစ်ပါတယ်မောင်လာငင်းခြေဝင်ခင်း၍နေရာယူတာနဲ့လှဝေတို့အုပ်စုအနှင်းငယ်တန့်သွားတယ်ဒါပေမဲ့လက်နက်ပါပြီးလူအင်အားတောင့်တဲ့အတွက်ခုံပြန်ဝင်လာကြတော့တယ်မောင်လာငင်းကလည်းခေသူမဟုတ်ပါပထမဆုံးဝင်လာတဲ့မောင်လှဝေကိုတကွက်ရှောင်၍ဓားကင်လက်အားဖမ်းချုပ်ပြီးလိန်၍ရှေ့တွင်ဒိုင်းတစ်ဖွဲကာထားလိုက်တယ်ဓာသမားများကဓားနဲ့ဝိုင်းတွတ်ကြတယ်ဒဏ်ရာရသွားတဲ့မောင်လှဝေကိုရှေ့ကဖယ်ပြီးဓားကင်2 ယောက်အားတစ်ယောက်ချင်းဝင်ပူး၍ရင်ဝကိုဒူးနဲ့တိုက်နောက်ကျောကိုတောင်နဲ့ထောင်းပြီးလှဲသိပ်ပေးလိုက်တော့တယ်မကြာမီကျောင်းသားများနဲ့ဆရာဆရာမများရောက်လာကြတယ်မလှဖြူကဆရာဆရာမများကိုရှင်းပြတယ်ဆရာဆရာမများကလက်ခံတော့လဲမောင်လှဝေပါဓားဒဏ်ရာရထားတဲ့အတွက်ပသိမ်စည်းယုံကြီးကိုမောင်လှငင်းရဲ့ကားနဲ့ပဲအရေးပေါ်တင်ပို့ရတော့တယ်ဆေးရုံကြီး၌ရာဇဝတ်မှုဖြစ်လို့ဆရာဝန်ကြီးကတိုင်ကြားရာရဲများရောက်လာကြတယ်မကြာမီထောင်မိုင်ကြီးမိသားစုလည်းသတင်းရလို့ရောက်လာကြတယ်မောင်လှဝေရဲ့မိဘများလည်းရောက်လာကြတယ်တော်သေးဒီမှာမောင်လှဝေရဲ့ဓားဒဏ်ရာများကရင်အောင်ကိုမထီ
လက်မောင်းနှစ်ဖက်ကိုသာထိ၍သွေးထွက်မလွန်စေရန်ကိုဆရာဝန်များကဂရုစိုက်ပေးရတော့တယ်။မြို့မျက်နှာဖုံးများဖြစ်ကြလို့နှစ်ဖက်ကြည်အေးရန်ညှိနှိုင်းကြပေမဲ့လည်းမောင်လှဝေရဲ့မိဘများဘက်ကမကြည်နပ်တဲ့အတွက်မောင်လာငင်းကိုဓာတ်ထိုးမှုဖြင့်အမှုဖွင့်တိုင်ကြားလိုက်တယ်။ထောင်ပိုင်ကြီးကလည်းမနေတာတော့သမီးမက်လာဖြူအားအင်ဒရီပြက်အောင်စော်ကားမှုတပည့်မောင်လာငင်းအားဓာတ်နဲ့ဝိုင်းထိုးမှုတို့နဲ့အမှုဖွင့်ရတော့တယ်။နောက်ဆုံးနှစ်ဖက်တရပြိုင်များအားရဲစခန်းကလူကြီးများအမှုဖြစ်၍ခံဝင်ကိုစီဖြင့်အာမခံပေးလိုက်တယ်။အပြန်လမ်းမှာမက်လာဖြူကသူ့မိဘတွေကိုအကျိုးအကြောင်းဇက်ရည်လဲအောင်ရှင်းပြရမှာတော့ထောင်ပိုင်ကြီးကငါတပည့်မောင်လာငင်းဘာမှမပူနဲ့ဆရာတို့ကဥပဒေဘက်တော်သားကွာအမှန်တိုင်းဖြစ်စေရမယ်စိတ်အေးထားမစိုးရိမ်နဲ့မင်းညီမကိုအဆက်တကွဲအကျိုးနဲ့မဖြစ်အောင်ကာကွယ်တဲ့အတွက်မင်းမနစ်နာစေရဘူးဒီအမှုကိုရေဆုံးရေဖြာလိုက်မယ်ကွာနှစ်ဖက်တပ်တွေများနဲ့တရားခံများအားစစ်ဆေးပြီးတရားရုံးကိုစွဲချက်တင်တာနဲ့နှစ်ဖက်တစ်ကြိမ်အမှုချင်းတွားရတဲ့အတွက်မစွန်းရင်ကလည်းရှိကစုံကင်းကလည်းညှိသဖြင့်မောင်လာငိမ့်နဲ့မလှဖြူတို့ချစ်သူများဘဝကိုရောက်သွားကြတော့တယ်6လခန့်အမှုရင်ဆိုင်ကြပြီးမှမောင်လာငိမ့်နဲ့မောင်လှဝေတို့တရက်သေးလွတ်မြောက်ကြပြီးမောင်လှဝေရဲ့တငယ်ချင်းနှစ်ဦးဖြစ်သူဖိုးဖြူနဲ့နီမောင်မှာဓာတ်ထိုးမှုဖြင့်ထောင်ဒဏ်တစ်နှစ်စီကြတော့တယ်တကယ်တရားခံအစ်စ်ရေလုံငန်းတထေးသားမောင်လှဝေကတော့လွတ်မြောက်သွားတယ်ကိုရန်ဆောင်ပွဲများပြီးဆုံးတော့မလှဖြူ10တန်းသို့တက်ရတယ်မောင်လာငိမ့်လည်းထောင်ပိုင်ကြီးရဲ့ပံ့ပိုးထောက်ပံ့မှုနဲ့ဒုတိယတက်ချက်ရာထူးကိုတိုးမြင့်ခံထားခြင်းခံရတယ်မောင်လာငိမ့်နဲ့မလှဖြူတို့အလွန်ပြောကြတယ်ဒါပေမဲ့သူတို့အချစ်ဇလန်းကိုတော့လူကြီးများမသိအောင်ထိန်းချုပ်ထားကြတယ်10တန်းနှစ်လယ်ခန့်မှာမလှဖြူကကိုကြီးဒီလိုတရပြီးတရတက်နေရင်အလွန်ကြမယ်ညီမနဲ့ကိုကြီးနီးစပ်ဖို့ကကိုကြီးအရာရှိဖြစ်မှဖြစ်မယ်ဒါကြောင့်ကိုကြီး10တန်းဆောင်ဝဲကိုအပြင်ကပြန်ပြေပါကိုကြီးကညံကောင်းပါတယ်ညီမစီမှာဖတ်စုတွေယူဖက်ပေါ့ကိုကြီး10တန်းဆောင်ဝဲဖြေနိုင်အောင်ကျူရှင်လဲတက်ပါညီမမိဘတွေကိုပြောပြပါမယ်10တန်းအောင်မှအင်စားဗစ်အနေနဲ့ထောင်မှုဖြစ်နိုင်မှာ10တန်းအောင်ပြီးတော့လဲအဝေးတင်တက်ကတူတက်ပေါ့ဘွဲတစ်ခုခုရအောင်လို့လေတဆင့်ပြီးတဆင့်ဘဝကိုတိုးတက်အောင်လုပ်ကြတာပေါ့ကိုရဲ့နော်အေးပါညီမရဲ့အကိုကြိုးစားပါမယ်မလှဖြူရဲ့ပြောဆိုစီယိုမှုကြောင့်ထင်ပါတယ်ထောင်ပိုင်ကြီးကလည်းမောင်လာငိမ့်အား10တန်းစာမေးပွဲပြန်ဖြေဖို့ရန်ငွေကြီးကစထောက်ပံ့ပါတယ်ဂျူရှင်ကိုလည်းမလှဖြူနဲ့အတူအကောင်းဆုံးဂျူရှင်ကိုထားပေးပါတယ်ကျောင်းသွားအတူကျောင်းပြန်အတူဖြစ်၍လဲမောင်လာငိမ့်နဲ့မလှဖြူတို့မှာပို၍ရင်းနှီးလာကြပါတယ်လူဘဝဆိုဒီမှာတာယာဖြောင်ပြူသောလန်ခီမဟုတ်ပါတိုက်ပွဲအလီလီတိုက်ပြီးအောင်ပွဲအလီလီခံရအောင်လုံလဝရိယဖြင့်ကြိုးစားကြရတယ်ကံမခိုင်တန်တိုင်းအိမ်ဆောက်တော်မမြဲဟုသောစကပုံအရ၎င်းကံမရှိဉာဏ်ရှိတိုင်းမွဲဟုသောစကပုံအရ၎င်းလူဘဝမှာကံမကောင်းမှာကဉာဏ်နဲ့ဝရိယကကဲတာတောင်အောင်မြင်မှုမရနိုင်ပါမောင်လာငိမ့်ဟာမလှဖြူကိုအလွန်ချစ်၍ကြိုးစားပါတယ်ငကိုကညံကောင်းသူဖြစ်လို့လဲ10တန်းစာမှုပွဲမှာကောင်းမွန်စွာဖြည့်ဆို့နိုင်ပါတယ်10တန်းအောင်မြင်မှာကအဝေးတင်တက္ကသိုလ်တက်ပြီးတစ်နှစ်ပြီးတစ်နှစ်အောင်မြင်လာသည်နှင့်မျှယာတုတိုးတက်ပြီးအရာရှိဖြစ်၍အခွင့်အရေးလဲရလာပြီဖြစ်ပါတယ်မောင်လာငိမ့်နဲ့မလှဖြူတို့ဘဝမှာအနေအထားယာတုကုံဒနကုံကွာခြားလွန်းလာတဲ့အတွက်မောင်လာငိမ့်တယောက်အပြင်းအထန်ကြိုးစားနေရခြင်းဖြစ်ပါတယ်မိုးကြတော့10တန်းအောင်စင်းများထွက်တယ်မောင်လာငိမ့်ဂုံနူး2ပါးသာဖြင့်အောင်တယ်မလှဖြူကဂုံနူး1ပါးသာပါတယ်သူတို့နှစ်ဦးအလွန်ပျော်ကြပါတယ်အပျော်လွန်ပြီးချစ်သူနှစ်ဦးချင်းတွေးကြရာထောင်မအရာရှိတဦးမြင်သွားတာကိုသူတို့မသိလိုက်ကြပါဘူးနောက်တစ်ပတ်မှာမောင်လှငိမ့်ကိုထောင်ပိုင်ကြီးအိမ်မှကားသမားအစားရိတ်ခါဌာနသို့ရွှေ့ပြောင်းကားမောင်းရန်တာဝန်ခံအရာရှိရဲ့အမိန့်စာထွက်လာပါတယ်မောင်လှငိမ့်အလွန်အံ့ဩမိပါတယ်ထောင်ပိုင်ကြီးနဲ့ထောင်ပိုင်ကတော်ကြီးကလည်းရခင်ကလိုလိုက်လိုက်လေးလေးမရှိတော့တစိမ့်တွေလိုဆက်ဆံလာတယ်10တန်းစာမှုဝဲတွေပြီးဆုံးပြီဖြစ်လို့မလှဖြူနဲ့လည်းအပြင်မှာမတွေ့နိုင်တော့ပါထောင်ပိုင်ကြီးရဲ့မာစတာဂျစ်ကားအားရခင်ရိတ်ခါဌာနမှရင်မောင်းဦးလေးကြီးဦးတန်းချစ်ကမောင်းနေလေတော့တယ်မောင်လာချင်းရင်းမိပါတယ်သို့တော့သူ့၌ဘာလောက်ပိုင်ခွင့်မှမရှိပါမလှဖြူထံမှအဆက်အသွဲကိုသာစောင့်မျှော်ရင်းရင်မောနေရတော့တယ်အခုတလောမလှဖြူရဲ့အရေးအယောင်ကိုမမြင်ရပါအတော်ကြာမှသိရတာကမလှဖြူကိုရခိုင်ကအမျိုးများထံကိုပို့ထားကြောင်းပင်ဖြစ်ပါတယ်မောင်လာချင်းနဲ့မလှဖြူတို့အချစ်ခီးဝေးကြရပြီထင်ပါတယ်မလှဖြူထံကအဆက်အသွဲလည်းမရပါမောင်လာချင်းမှာလူမျိုးလူလူဖြစ်၍ဆောင်းရက်ကွက်၌လိုင်းငန်းမရှိပါအမိဖများနေသောထောင်နောက်ဘက်မယန်းချိုရက်ကွက်၌သာနေထိုင်ပါတယ်တညက်နေအလုတ်ပြန်ချိန်၌မောင်လာချင်းရဲ့မိခင်ကစားတစောင်းကိုပေးတယ်စားကုန်မြင်တာနဲ့ဝိုင်းဆက်လှပတဲ့လက်ရည်ကလေးရာမလှဖြူရဲ့လက်ရည်မှန်လဲမောင်လာချင်းသိလိုက်တယ်
မောင်လာကြီးအလွန်ဝမ်းသာရပါတယ်ချက်ချင်းပဲဖောက်ဖွဲ့ကြည့်လိုက်တော့ကိုကြီးညီမစစ်တွေမျိုးကအမျိုးတွေစီမှာရောက်နေတယ်ညီမကိုရမ်းမြဲကျွန်းကရေနံလုပ်ငန်းတထေးသားတယောက်နဲ့ပေးစားဖို့စီစဉ်နေကြတယ်ကိုအမြန်လိုက်ခဲ့ပါအကိုမလာရင်တော့ညီမကိုညီမတတ်သေးမှာပဲအောက်မှာလိပ်စာရေးထားပါတယ်အကိုဆက်အမြန်လာပါအကုတ်ကိုတိတ်ချရတဲ့ညီမလှဖြူအော်ညီမရေနောက်တစ်နေ့မနက်မှာပဲမောင်လာကြီးဂက်စရီကြီးထံမှတဆင့်ထောင်မိုင်ကြီးထံခွင့်တစ်ပတ်တင်ပါတယ်လုပ်ငန်းသဘောအရရိတ်ခါထောက်ဌာနကားကိုမောင်းမဲ့ရင်မောင်းကမရှိထောင်မိုင်ကြီးကားကိုမောင်းသည့်ရင်မောင်းဦးတန်းချစ်ကိုအကူအညီတောင်းမှဖြစ်နိုင်ပေမယ်ဒါပေမဲ့ဦးတန်းချစ်ကထောင်မိုင်ကြီးကြော်နဲ့အတူစစ်တွေကိုသွားနေရ၍ရင်မောင်းကမရှိပြန်ဒါကြောင့်မောင်လာကြီးခွင့်မရပါယူနီဖောင်းဝတ်ဖြစ်၍တာရေးနာရေးအရေးကြီးသောကိစ္စများ၌သာခွင့်ပေးနိုင်မည်ဖြစ်ကြောင်းဂက်စီကြီးထံမှအကြောင်းပြန်ကြားလာပါတယ်။မောင်လာကြီးအခက်တွေ့ရပါပြီ။မလှဖြူကအချစ်ကြီးပြီးစိတ်ကြီးတဲ့အတွက်မတော်တရောလှုပ်သွားမှကိုလည်းစိုးရိမ်မိတယ်။ဒါကြောင့်မောင်လာကြီးခွင့်မဲ့ထွက်ပြေးရန်ပင်စိတ်ကူးမိတယ်။ဒါပေမဲ့မိုးကာလရိတ်ခါစူဆောင်းချိန်ဖြစ်တဲ့အတွက်လေနဲ့မိုးကြားထဲမှာမောင်လာကြီးတယောက်မနာရရှာပါ။မနက်မိုးလင်းမှမိုးချုပ်ထိရိတ်ခါပစ္စည်းများကိုတည်ဆောင်ပြီးထောင်တွင်းရိတ်ခါရုံးတို့အခောက်ခါတည်ဆောင်ပေးနေရပါတယ်။ဒါဝင်ကိုလေးစားတတ်တဲ့မောင်လာကြီးအနေနဲ့လုပ်ငန်းဆောင်ရွက်နေစဉ်မတ်လာဖြူရဲ့ကိစ္စကိုပင်တည်ငါမေးလျော့သွားတတ်ပါတယ်။တို့ဖြင့်၃ရက်ခန့်ကြာသွားပြီးတညက်နေမှာမောင်လာကြီးထံကိုရိတ်ခါထောင်ဌာနမှုထံမှတည်င်းစိုးတစ်ခုကြားရတော့တယ်။မောင်လာကြီးစိတ်ခိုင်ထားပြီရော့မတ်လာဖြူတော့ဆုံးရှာပြီ။ခမညာဘလို့ဆရာမလှဖြူဆုံးပြီဟုတ်လားဟုတ်တယ်မောင်လာကြီးရေနံတထေးသားနဲ့လက်ထပ်ရမယ့်ရက်မတိုင်ခင်ညမှာအေးစီးအတော့လွန်ပြီးဆုံးမသွားတာပဲထောင်မိုင်ကြီးတောင်အစောလေးကပဲဦးတန်းချစ်လာခေါ်လို့အရေးပေါ်လိုက်သွားပြီကျွန်တော်ဘဝတော့သွားပါပြီဆရာရေညီမမလှဖြူရေအကိုကြောင့်ဖြစ်ရတာအကိုလည်းနောက်ကလိုက်ခဲ့ပါမယ်ညီမတမလွန်ကစောင့်နေပြီရောကွယ်မောင်လာကြီးမှာမလှဖြူရဲ့ဝိုင်းဆက်သောလက်ရည်ကလေးဖြင့်ရေးပို့ပေးလာတဲ့စာကလေးကိုရိတ်ခါဌာနတာဝန်ခံထောင်မှုကြီးအားထုတ်ပြမိတယ်။အော်မင်းတို့ကတကယ်ချစ်ကြတာကိုထောင်မိုင်ကြီးသမီးဆိုတော့အကူတို့လည်းမတက်နိုင်ဘူးညီလေးကြီး။မလှဖြူကတကယ်လှုပ်သွားတာကိုတရားနဲ့ဖြေပြီးတော့ညီလေးရာကျွန်တော်ခွင့်မဲ့ပြေးဖို့လုပ်နေတာပါဆရာ။ဒီမှာလဲအလုတ်တာဝန်တွေကအရေးပေါ်နေတော့ကိုကြီးကိုတာကိစ္စတောင်စဉ်းစားကြည့်မရပါဘူး။ကျွန်တော်အလွန်ကန်ဆိုးပါတယ်ဆရာရဲ့။မလှဖြူကတော့ကျွန်တော်အပေါ်မှာအလွန်စိတ်နာသွားရှာမှာပါပဲအေးကွာညီလေးရာမင်းကအရာရှိမဟုတ်သေးတော့အထင်မကြီးကြဘူးပေါ့နောက်ပြီးသူတို့ရခိုင်လူမျိုးထုံးစံကသူတို့ရခိုင်အချင်းချင်းပဲပေးစားတတ်ကြတာထုံးစံဖြစ်နေတယ်တရားနဲ့သာဖြစ်ပြီးတော့ညီလေးကြီးကျူးသားပေါ့ကွာမင်းလိုလူတော်လူကောင်းတယောက်ဟာတနေ့တော့အရာရှိဖြစ်လာမှာပါအဲ့ဒီတော့မှသူတို့ထက်သားတဲ့တထေးသမီးကိုခေါင်းခေါက်ယူပြလိုက်ဖို့ကွာမဖြစ်နိုင်တော့ပါဘူးဆရာရဲ့ကျွန်တော်ဘဝကိုလက်လျှော့လိုက်ပါပြီကျွန်တော်အလုတ်ကထွက်စာတင်မယ်ဒီအလုတ်နဲ့ဒီထောင်ကြီးကိုလည်းစိတ်ကုန်ပါပြီဗျာမလှဖြူကိုလည်းတစ္ဆာဖောက်ပြီးနောက်ဝင်းမပြောနဲ့နောက်ရီးစားတော့မထားတော့ပါဘူးဆရာရဲ့ဒီကိစ္စတွေကကျွန်တော်နဲ့မလှဖြူတာအတိဆုံးပါမောင်လာချင်းမဟုတ်မဟတ်တာတွေနဲ့တော့စိတ်ကူးမရင်နဲ့မင်းဘဝကအခုဆိုရင်တိုးတက်လာပြီအင်ဆာဗစ်ဆိုတော့မင်းမကြခင်ထောင်မှုလောင်းစာမှုပဲဖြေရတော့မှာနောက်ထပ်၄နှစ်အဝေးတင်တက်လိုက်တာနဲ့ဘွဲရပြီးထောင်မှုကြီးဖြစ်တော့မှာထောင်မှုကြီးဖြစ်တာနဲ့ထောင်မိုင်းဆိုတာအနှမ်းမဝေးတော့ဘူးမင်းတို့လူတော်တယောက်အနေနဲ့ကိုတန်ဖိုးထားပါတလွဲမကြံစီပါနဲ့ကွာယောက်ျားပဲကွာမန်မာနထားစမ်းပါကဲမောင်လာကြီးငါလဲအိမ်ပြန်နားတော့မယ်မင်းမပြန်သေးဘူးလားကျွန်တော်စံအိတ်တွေကိုတောင်ထဲသွင်းတာစောင့်ကြည့်ရအောင်မယ်ဆရာပြီးမှပြန်ပါမယ်ဆရာသာစိတ်ချလက်ချပြန်ပါအေးငါစိတ်ချမယ်ပြီးရင်ဂိုးတောင်တကားတွေနဲ့ရိတ်ခါယုံတကားတွေကိုလုံခြုံအောင်ပိတ်တော့တွေကိုအသေးချစစ်ဆေးအကိုပြန်အောင်မယ်ဟုတ်ကဲ့ပါဆရာမောင်လာကြီးတယောက်ရိတ်ခါဂိုးတောင်ယုံကန်း၌ငူငောင်ထိုင်နေရင်အကိုတို့ခင်မင်လေးစားရသောရိတ်ခါထောင်မှုဥစောတွင်ကိုဂါရဝပြုမိတယ်ဥစောတွင်မှာလဲရခိုင်လူမျိုးတအူးဖြစ်တယ်သို့တော်သူကမျှတာတယ်လူမျိုးစွဲမရှိယူထားသောအမျိုးသမီးကလည်းရခိုင်လူမျိုးမဟုတ်မြမမဖြစ်တယ်ကလေးပင်2ယောက်ရနေပြီဖြစ်ပါတယ်မောင်လာကြီးစံအိမ်များကားပေါ်ကချနေသည်ကိုစောင့်ကြည့်နေစဉ်စားတစောင်းကိုရေးနေတယ်
ညမိုးချုံမှဆန်အိမ်များရိတ်ခါကိုတောင်တွင်သွင်းပြီးရာထောင်မှုဦးစောလွင်မှာခဲ့သည့်အတိုင်းတကားများကိုတေချာပိတ်၍တော်များခတ်တယ်ရိတ်ခါကိုတောင်အဝမှတွင်းထားတဲ့ဟီနိုရင်းညာကားကြီးကိုရှေ့ကိုတိုး၍တကားနှင့်ခွာပြီးကားကိုတောင်အတွင်း၌ရက်တယ်ပြီးနောက်ကားနောက်ခန်းပေါ်ကိုတက်လိုက်ဆင်းလိုက်လုပ်ပြီးအလုံများသွားတော့တယ်ထောင်ပိတ်ချိန်ဖြစ်လို့ရိတ်ခါပစ္စည်းများသာထားတဲ့ကိုတောင်ဝင်းအတွင်း၌ဝန်ထမ်းနှင့်ရဲဘက်များမရှိကြတော့ပါမောင်လာငိမ့်တယောက်လွတ်လပ်စွာအလုပ်လုပ်နေပြီဖြစ်ပါတယ်ည6နာရီထောင်ပိတ်ပြီးချိန်၌အရာရှိနှင့်ဝန်ထမ်းများတစုတဝေးတည်းထွက်လာကြတယ်ထောင်ရှိဘူးဝရောက်မှာတော့ထောင်ပိတ်တာဝန်ခံထောင်မှုကြီးကရိတ်ခါယုံဝင်တကားပွင့်နေတာကိုတွေ့ရတဲ့အတွက်အတူပါလာတဲ့ထောင်ချက်အားဆရာမြင့်သိမ့်ရိတ်ခါကိုတောင်စံအိတ်တွေချတာမပြီးသေးဘူးလားထောင်ပိတ်နေတော့ကရဲဘက်20ပြန်သွင်းပြီးပြီလေဆရာရိတ်ခါထောင်မှုဦးစောလွင်လည်းပြန်သွားရောပေါ့မောင်လာကြီးတယောက်ဘာလုပ်နေတယ်လဲမသိဘူးကျွန်တော်သွားကြည့်လိုက်အောင်မယ်တက်ချက်မြင့်သိရိတ်ခါယုံထဲဝင်သွားပြီးမကြမီဆရာထောင်မှုကြီးလာပါဦးဖြို့မောင်လာကြီးတယောက်ကျိုးဆွဲချပြီးတက်တည်သွားပြီးလှုပ်ပါဦးထောင်ပိတ်တာဝန်ခံထောင်မှုကြီးနဲ့ဝန်ထမ်းများအဖွဲ့ရိတ်ခါဝင်းထဲသို့အပြေးဝင်သွားကြတယ်မောင်လာကြီးခန္ဓာကိုယ်မှာရိတ်ခါကိုတောင်အမိုးထုတ်တန်းမှာတန်းလန်းကြီးဖြစ်နေတယ်ကျိုးမှာငြိမ်သက်နေခြင်းမရှိသေးလို့ဝန်ထမ်းများကထုတ်တန်းပေါ်သို့တက်ဖြုတ်ပြီးကျိုးကွင်းကိုလျှော့ပြီးရေဦးသူနာပြူနည်းဖြင့်ပြုစုကြတယ်မကြခင်ဝန်ထမ်းများအကြောင်းကြားချက်အရထောင်ဆရာဝန်နှင့်ဆေးမှုတို့ရောက်လာကြပြီးစစ်ဆေးပြုစုကြတယ်ထောင်ဆရာဝန်ကအသက်မရှိတော့ပါဘူးထောင်မှုကြီးလွန်ခဲ့တဲ့10မိနစ်လောက်ကမှသေဆုံးတဲ့လက္ခဏာပါပဲခန္ဓာကိုယ်ကနှွေးနေသေးတယ်မျက်စိနားနဲ့ပါးစပ်တွေမှာသွေးဆုံနေတယ်တစားမှာတုပ်ရည်ထွက်နေတယ်သွေးတိုးနှလုံးခုန်ခြင်းမရှိတော့ဘူးလေတံရိုးလဲကျိုးနေပါပြီဒုက္ခပါပဲဗျာထောင်မှန်ကြီးမရှိချိန်မှဖြစ်ရရှာတယ်ကျုပ်တို့ဒုက္ခပါပဲအဆူအစဲခံအေးအေးယူခံရတော့မှာပဲဖြစ်လာမှတော့ထောင်မှုကြီးရဲ့ဘယ်တက်နိုင်မလဲဒါကရဲနဲ့ဆိုင်တဲ့ဟူကင်းဆိုတော့ရဲကိုတော့အမြင်အကြောင်းကြားရလိမ့်မယ်ကဲတက်ချက်ဆရာမြင့်သိစပိန်ဆွဲပြီးမျိုးမရဲစခန်းကိုအမြင်အကြောင်းကြားပြီးတော့ဒီမှာကောင်းမောင်းမဲ့လူလည်းတယောက်မှမရှိတော့ဘူးဝန်ထမ်းတွေအားလုံးစတန်ဘိုင်တယောက်မှမပြန်ကြနဲ့ထောင်မှုကြီးကအရေးပေါ်အမိန့်ထုတ်ပြန်လိုက်သည်နဲ့မောင်လာငိမ့်နဲ့မက်လာစီကိုထောင်ပိုင်ကြီးတက်တာဗျဝန်ထမ်းတဦးကမကြေမနက်ပြောလာတယ်ဟုတ်တယ်အစင်အတန်းခွဲကြလို့ဒီလိုဖြစ်ရတာမောင်လာငိမ့်လေးလည်းတနာစရာဗျာသူ့အမေသာတိသွားရင်ဘလောက်ရင်ကျိုးလိုက်မလဲမက်လာဖြူလေးကလည်းတနာစရာပါဗျာရခိုင်ကိုပို့ပြီးမောင်လာငိမ့်နဲ့ခွဲပစ်လိုက်တာထိုးစဉ်ထောင်မှုကြီးကဝန်ထမ်းတွေအားလုံးပါဇက်ပိတ်ပြီးညင်နေကြထောင်ပြင်ထွက်ပြီးကက်ခန်းရှိမှစုနေကြပါအိမ်မပြန်ကြနဲ့ဦးလိုအပ်ရင်ခေါ်မယ်ဟုတ်ကဲ့ဆရာကြီးဝန်ထမ်းများမှာယူနီဖောင်းဝတ်များဖြစ်ကြ၍အထက်အရာရှိအမိန့်ကိုတော့နာခံတတ်ကြပါတယ်ကက်ခန်းရှိ၌စတန်ဘိုင်လုပ်နေကြရင်ပါဇက်ကူတော့အနာမပေးကြပါဘူးထောင်ပိုင်ကြီးအိမ်ပေါ်၌လည်းအိမ်သူအိမ်သားများတယောက်မှမရှိတဲ့အတွက်ဒီလိုတဖန်းဖို့လုပ်နေကြပါတယ်မကြမီရဲစခန်းမှစခန်းမှုနှင့်အဖွဲ့ရောက်လာသလိုမယန်းချိုရက်ကွက်တွင်နေထိုင်သောမောင်လာငိမ့်ရဲ့မိခင်ဖခင်နဲ့မိသားစုဝင်များလည်းရောက်လာကြပါတယ်။ဘိုးကြရေကြနဲ့ညီဦးရန်အချိန်အေးဆေးစိတ်ငြိမ်နေတတ်တဲ့ထောင်လောကမှာကြွက်ဆူညံနေတော့တယ်။ဘူးတကားကြီးအပေါ်တက်ထောင်ပိုင်ကြီးအိမ်ကတော့သူနဲ့မသက်ဆိုင်သလိုမီးပင်မလင်းပဲမှောင်မဲတိတ်ဆိတ်နေတယ်။မြို့မရဲစခန်းမှုအဖွဲ့ကမောင်လာကြီးအလောင်းအားဓာတ်ပုံရိုက်တယ်။တပ်တေကန်ပစ္စည်းများရှာဖွေသိမ်းဆည်းစဉ်မှာရိခါဌာနစာရေးစပွဲပေါ်မှာကြောက်တုံးကလေးနဲ့ဖိထားတဲ့စာသုံးဆောင်ကိုတွေ့ရတော့တယ်။စာမှာတာဝန်ခံအရာရှိပသိမ်ထောင်ဟုလိမ့်မှုပြီးအကျဉ်းဦးစီးဌာနဝန်ထမ်းအဖြစ်မှနှုတ်ထွက်ခွင့်ပြုပါရန်နှင့်တစောင်းမှာမောင်လာငင်းကမိဘများအားဥတီ၍ခွင့်လွှတ်ပါရန်ပန်ကြားအတနာခံစာဖြစ်ပါတယ်။ပဝင်းကျင်အားအနောက်ရှက်မဖြစ်စေရန်အတွက်လည်းသူကိုယ်သူတက်တည်ခြင်းဖြစ်ပြီးတမလွန်မှာမလှဖြူနှင့်တွေ့ဆုံရန်ဟုအကြောင်းပြရေးသားထားပါတယ်။တတိယစာကတော့မလှဖြူကမောင်လာငင်းထံစာလိုက်မှပို့တဲ့စာကလေးဖြစ်ပါတယ်။စာများကိုဖတ်ရသူအားလုံးစုပ်တက်တောက်တခေါက်ဖြစ်ကြရတော့တယ်။ထောင်ပိုင်ကြီးမိသားစုမှာသမီးသေးဆုံးတဲ့အတွက်စိတ်ဒုက္ခရောက်ကြရသည်မှာမှန်ကန်တော်လဲအချင်းထောင်လောက၌နာမည်ဆိုးဖြင့်ကြော်ကြားတော်မူမှာအနိုင်မြင်ဖြစ်ပါတယ်။မောင်လာကြီးသေးဆုံးချိန်မှာပသိမ်ထောင်၌ထောင်ပိုင်ကြီးမိသားစုမရှိတဲ့အတွက်တော်ပြီတော့တယ်။ရဲအရေးပိုင်သောအမှုဖြစ်သည်ဖြင့်မောင်လာကြီးရဲ့ရုပ်အလောင်းကိုပသိမ်ဈေးုံကြီးသို့တဲဆောင်ပြီးတေမှုတေခင်းဖွင့်လှစ်တယ်။တက်သေးများအားခေါ်ယူစစ်ဆေးတယ်။ထောင်ဆရာဝန်ရဲ့စေးမှတ်တမ်းတက်သေးခံချက်များအားအတည်ပြုတယ်။မလှဖြူကိုစစ်တွေမြို့၌တကြို၍ရက်လေဆုံးထုတ်ပြီးနောက်တစ်နေ့မှာထောင်ပိုင်ကြီးမိသားစုပသိမ်တို့ပြန်ရောက်လာလျာတိုက်ဆိုင်စွာပဲမောင်လာငင်းရဲ့ရက်လေစွန်းကြွေးသောနေ့နဲ့ဒူးတော်တယ်
ဝန်ထမ်းများကထောင်ပိုင်ကြီးကိုမကျေနပ်ကြထောင်ပိုင်ကြီးမှာငကိုကသဘောကောင်းသူဖြစ်တော်လဲသမီးကိစ္စမှာတော့အစဉ်အတန်းခွဲခြားမိတဲ့အတွက်လွန်စွာအယုတ်ဆိုးအကြီးတန်းတဲ့လူမှုရေးပြစ်မှုကိုကျူးလွန်မိသွားခြင်းဖြစ်တဲ့အတွက်မောင်လာငင်းရဲ့မိဘများအားဝင်ချတောင်းပန်တယ်ဝန်ထမ်းနဲ့ရက်ရွာလူတို့မှာမောင်လာငင်းကိုတန်ရောစဉ်ရှိကြသဖြင့်အာတုဘပို့ဆောင်ရာ၌၎င်းရက်လေစွန်ကြွေနေ၌၎င်းစီကားစွာဝိုင်းဝန်းကူညီကြတယ်မောင်လာငင်းနဲ့မက်လာဖြူတို့ဇလန်းကိုပသိမ်ထောင်နဲ့မြို့လူတို့ကမြန်မာရိုမီယိုနဲ့ဂျူလီယက်ဇလန်းဟုပြောဆိုလေးရှိကြတယ်တမလွန်မှာမောင်လာငင်းနဲ့မက်လာဖြူတို့နှစ်ဦးရဲ့ဝိညာဉ်များတွေ့ဆုံသည်မတွေ့ဆုံသည်ကိုမသိနိုင်တော့လဲမျက်မှောက်ဘဝလူများရဲ့ပါဇက်ဖျားတွင်တော့မောင်လာငင်းနဲ့မက်လာဖြူတို့ဇလန်းကမယိုးနိုင်အောင်ပြောစမှတ်တွင်သောဇလန်းတစ်ပုဒ်ဖြစ်တယ်။ထောင်ပိုင်ကြီးကလည်းအဆက်ရပြီးတန်ဝေကရဟန်တူပါတယ်။မကြမီအသက်မပြည့်သေးတော့လဲနှစ်ပြည့်ပင်စင်ယူ၍ထောင်လောကမှထွက်ပြီးရခိုင်ပြည်နယ်သို့ပြောင်းရွှေ့သွားတော့တယ်။တင်ငန်းစာယူစရာကတော့စာရေးသူကျွန်ုပ်နဲ့စာဖတ်သူတင်ပါ။ဒီနေ့မှာလူကြီးမိဘအရာကိုယောက်ျားရမိသူများဖြစ်ပါတယ်။သားသမီးများပေါ်မှာဆက်ဆံရ၌မလျော်မတင်စောင်းကြိုးနှင်းသလိုကြိုတင်လေ့လာပြီးကြိုတင်ကာကွယ်ထားသင့်ပါတယ်။မိုးလွန်မှထုံမချပါနဲ့အကျိုးရုပ်တတ်ပါတယ်။ခိရှိပြီးသားသမီးများမှာရှေးရိုးယဉ်ကျေးမှုအစွဲကိုလက်မခံတတ်ကြသည်ကများပါတယ်။ဒါကြောင့်မိဘလုပ်သူမိမိလည်းခင်မိပါအဆင့်အတန်းမခွဲပါနဲ့ရိုးသားကြိုးစား၍တက်လန်းရှိတဲ့လူငယ်မှာတင့်တော်သောလူငယ်ဟုအတိအမှတ်ပြုပါ။နောင်မှတန်ဝေကမရပါစေနှင့်။မနုဿတ္တဘာဝဒုံလဘောဟုသောအဆိုမိတ်နဲ့အတူလူဘဝဟာရခဲ့ပါတယ်။ရခဲ့ပြီးဒိုတောင်းလှတဲ့လူဘဝကိုအကျိုးရှိတိုးတက်အောင်ဆောင်ရွက်ကြပါစို့ထောင်မူကြီးတိမ်ဝင်ဇလန်းလေးကိုခန်းစားနားဆင်ပြီးပြီလို့ထင်ပါတယ်ခင်ဗျာဆိုတော့ဒီဇလန်းမှာတော့ဒီထောင်မူကြီးသိန်းဝင်းကဘဝသင်ခန်းစာပေးဇလန်းလေးတစ်ပုဒ်အနေနဲ့တင်ဆက်ထားတာပေါ့နော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်သူပေးခြင်းတဲ့သင်ခန်းစာကတော့ဒီကိုရီလည်းတစ်ချိန်ကျရင်မိဘနေရာကိုရောက်လာမှာပေါ့နော်ရောက်လာတဲ့အချိန်ကျလို့ရှိရင်ကိုသားသမီးကိုသားသမီးကိုထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာမယုံမလွန်ပေါ့နော်အလျှော်အတင်းလေးနဲ့ဒီထိန်းသိမ်းစောင့်ရှောက်ဖို့ပြီးရင်ကြိုတင်ကာဝယ်ထားဖို့ပေါ့နော်အချိန်လွန်သွားမှမိဘဆိုတဲ့အတ္တတစ်ခုနဲ့ကိုသားသမီးရဲ့ဘဝကိုမနစ်မွန်းစေဖို့တတိထားတင်တယ်ဆိုတဲ့သင်ခန်းစာမျိုးရတယ်လို့ကျွန်တော်တော့မြင်ပါတယ်ခင်ဗျာဒီခုခေတ်လူငယ်တွေမှာဆိုလို့ရှိရင်တော့ဒီမိဘတွေလက်ထက်ကရှိခဲ့တဲ့ဒီလိုလူမျိုးစွဲဘာသာစွဲတွေဒါမျိုးတွေကခုခေတ်လူငယ်တွေမှာတိတ်မရှိကြတော့ဘူးပေါ့နော်ဆိုတော့ဒါမျိုးလေးတွေကိုလည်းပို့ပြီးတော့တတိထားတင်တယ်ဆိုပြီးတော့သင်ခန်းစာပေးတယ်လို့ကျွန်တော်တော့မြင်ပါတယ်ခင်ဗျာဒီဇလန်ထဲမှာဆိုရင်အဓိကလူမျိုးစွဲစင်းရဲချမ်းသာဘဝအစဉ်တန်းခွဲခြားဆက်ဆံခံရတဲ့အနေအထားတွေကြောင့်ဒါမှဖြစ်တင်တာတွေဖြစ်ပြီးတော့ဒီမိဘတွေအနေနဲ့ဘဝတစ်လျှောက်လုံးကိုကြောင့်ဖြစ်ရလေခြင်းဆိုတဲ့နောင်နာတရားနဲ့အသက်ရှင်တန်သွားမဲ့ပုံစံမျိုးမဖြစ်ရအောင်လို့သင်ခန်းစာပေးတယ်လို့မြင်ပါတယ်ခင်ဗျာဒီမှာတော့လူမျိုးစွဲဆိုလို့ရခိုင်လူမျိုးဖြစ်တဲ့အတွက်ရခိုင်လူမျိုးတွေကလူမျိုးစွဲစိတ်တော့အရန်ပြင်းလာတော့ကျွန်တော်လည်းတစီတစောင်းသိရပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီအဖေကရခိုင်ပေါ့နော်အမေကဗမာပေါ့နော်။ဆိုတော့ဒီအဖေဘက်ကဒီဘိုးရှန်တို့ဘောင်ရှန်တို့နဲ့အတူနေခဲ့ရတော့သူတို့ရဲ့ဒီဆွဲလန်းလူမျိုးရေးစိတ်ဆွဲလန်းပြင်းထန်မှုကတော့ကျွန်တော်ကိုယ်တိုင်လည်းသိတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးလေးတော့ရှိရပေါ့အခုနောက်ပိုင်းကတော့တိတ်ပြီးတော့မရှိကြတော့ပါဘူးဒီရခိုင်လူမျိုးတွေမှာလည်းအဲ့လောက်အဆွဲလန်းကြီးတဲ့လူမျိုးတော့တိတ်မရှိကြတော့ပါဘူးဆိုတော့ဒါနဲ့ဒီထဲမှာပေါ့နော်ဒီထောင်မူကြီးသိန်းဝင်းကဒီဘဝသင်ခန်းစာပေးဇလန်လေးတင်ဆက်သွားရင်လည်းဘ ഹു တုဒလေးလည်းရေးသားသွားလည်းတွေ့ပါတယ်ခင်ဗျာဒီဟိုဘောဒီစစ်တွေထောင်တို့ဘာလို့ဆိုလို့ရှိရင်ဒီအရှိကြတဲ့ဒီအင်္ဂလိပ်ခေတ်ကအရှိဦးဆုံးထောင်ဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်နောက်ထပ်တစ်ခုကျွန်တော်ဆောင်းပါးတစ်ခုမှဖတ်မိတာတစ်ခုရှိရဗျအဲ့ဒါကတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးဒီ post office ပေါ့နော်ဒီစာတိုက်ကလည်းဒီစစ်တွေမြို့မှာပဲရှိတယ်ပေါ့နော်အခုချိန်ဒီလည်းစစ်တွေမြို့မှာရှိပါတယ်ပြီးရင်အဲ့ဒီဟိုပါပေါ့နော်ဒီ post office ကဆက်လက်လက်ရှိချိန်ဒီလည်းဆက်လက်အသုံးပြုနေတယ်ဒါပေမဲ့သူတို့ကပြန်ပြုပြင်မူးမှန်ထားတာဆိုတော့ဟိုအရင်လိုဟိုဘယ်လိုပြောရမလဲမြန်မာနိုင်ငံရဲ့ပထမဆုံးစာတိုက်ဆိုပြီးတော့ဒီအစာအုပ်ကြီးကိုဂုံယူဝင်ကြွားပြီးတော့လေ့လာလို့ရမယ်ပုံစံမျိုးတော့မဟုတ်တော့ဘူးเนาะသူတို့ကပြန်လဲပြုပြင်မွမ်းမံထားတာဆိုတော့ဒါကတော့ကျွန်တော်ဗဟုသုတအနေနဲ့ဂျားဖြတ်ပြောလိုက်တာပါဆိုတော့ဒီဇက်လန်းလေးကိုနားဆင်ပြီးတဲ့နောက်မှာပေါ့เนาะဒီနားဆင်တဲ့သောတာရှင်တွေအနေနဲ့လည်းဘယ်လိုသင်ခန်းစာမျိုးလေးရလဲဆိုတဲ့ဟာကိုယ့်ရဲ့အမြင်လေးတွေကိုလည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာရေးသွားပေးနိုင်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကကျွန်တော်ရဲ့ channel လေးကဒီလိုမျိုးပေါ့เนาะဒီဘဝသင်ခန်းစာရစီမဲ့ဗဟုသုတရစီမဲ့
ဇတ်လန်းကောင်းလေးတွေကိုကျွန်တော်ရှာဖွေပြီးတော့တင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ခင်ဗျာဆိုတော့အားပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့နောက်ထပ်ဇတ်လန်းတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ